10 ရက်နေ့အင်္ဂါနေ့မနက်ပိုင်းကိုစိုက်နဲ့တင်ဖေးထားတာပေါက်ကြလားစိုက်ဝမ်းက6155လို့အာပါပါလို့ပေးထားတယ်နော်6155ဆိုပြီးစိုက်ဝမ်းရင်ပေးထားတယ်စိုက်တူးကြတော့6165ဆိုပြီးပေးထားတယ်နော်ကနန်းလေးကွအာပါပါကြီးပဲ55ထွက်သွားလေချီပဲအပေါက်တဲ့လူတွေကလည်းအများကြီးပဲအသေးပေးထားလိုက်ပေးထားအသေးပေးထားလိုက်ပေးထားအသေးပေးထားလိုက်ပေးထားအင်္ဂါနေ့ညနေကိုထပ်တင်ပေးမယ်အင်္ဂါနေ့ညနေကိုထပ်တင်ပေးမယ်အသေးပေးထားလိုက်ပေးထား1-5အပိတ်ဆိုပြီးပေးထားတာနော်မနက်ပိုင်းကို55ထွက်တယ်နော်61နဲ့55 61နဲ့55ဆိုပြီးပေါက်တဲ့လူတွေကလည်းကောမတ်ထဲမှာ okay လေးတော့ရေးထားကြအမြဲတမ်းတွေ့အောင်လို့အမြဲတမ်းတွေ့အောင်လို့အခွေပေးထားတယ်အခွေရလည်းထွက်တယ်နော်အခွေရလည်းမှာ8နဲ့53အခွေဆိုပြီးအပူးပါဆိုပြီးပေးထားတာ55ထွက်တယ်အခွေလည်းအောင်တယ်စိုက်ကလည်းအောင်တယ်စိုက်ကတော့ share ပဲဗျာစိုက်1 61နဲ့55နှစ်ကွက်ထွဲစိုက်2က61နဲ့65ကဲဘယ်သူတွေရကြတယ် okay လေးရေးထားအမြဲတမ်းတွေ့အောင်လို့ပေါက်စီရမယ်ပေါက်စီရမယ်အမြဲတမ်းတွေ့အောင်လို့ okay လေးရေးထားအမှားမှန်တော့လက်သင့်ခံအမှားမှန်လက်သင့်ခံအမြဲမလေးမမှန်ဘူးအမြဲတည်းမမှားဘူးစိုက်ကောင်းရလို့ရှိရင်စိုက်ကောင်းတယ်ဆိုပြီးတင်ပေးမယ်စေတနာနဲ့တင်ပေးတာနော်ဘောစေတနာနဲ့တင်ပေးတာမုံမိုးပေးခြင်းတဲ့လူတွေကလည်းကိုယ်စေတနာရှိတဲ့လောက်တော့ပေးမယ်ဆိုလည်းပေးကြပေါ့မပေးဘူးဆိုလည်းမပေးနဲ့ရပါလေတော့တင်ပေးမယ်အမြဲတင်ပေးမယ်လိုက်လက်မလေးတွေအသေးလေးတွေပေးထားလိုက်လက်မလေးတွေအသေးလေးတွေပေးထားဂရူလေးမှလည်းလိုက် share ပေးထားအမြဲတင်ပေးမယ်ဂရူလေးမှလည်းတင်ပေးထားလိုက် share လေးလုပ်ပေးထားတင်ပေးမယ်တင်ပေးမယ်တင်ပေးမယ်စိုက်ဝမ်းအောင်ပြမိုက်တယ် main 6155ဆိုပြီးအဲ့မှာကျွန်တော်တင်ထားတာကြည့်အဲ့မှာကြွားမပြောဘူးအဲ့မှာစိုက်နဲ့ကိုတင်ပေးထားတာနော်ကနန်းကြီးပဲရေးမကြည့်ဘူးထိုးတဲ့လူအားရှိအောင်စိုက်နဲ့ကိုတင်ပေးထားတာစိုက်2က6165ဆိုပြီးတင်ပေးထားတယ်ညနေ2ချက်ထိုးလို့ရှိရင်2ချက်ထိုး2ချက်ခွဲကိုကျွန်တော်တင်ပေးမယ်ဟိုကထမင်းစားကနန်းထွက်ပြီးသွားရင်2ချက်ခွဲကနန်းထွက်ပြီးသွား2ချက်ထိုးကနန်းထွက်ပြီးသွားရင်တင်ပေးမယ်2ချက်ခွဲကိုစောင့်မျိုးလိုက်လက်မပေးထားတက်တာကျမ်းမှာချမ်းသာပါစေများများပေါက်ကြပါစေ